မင်္ဂလာပါ software ရေးတယ်ဆိုတာကကိုရေးပြီးတော့မဟုတ်ဘူးပေါ့နော် ဟုတ်ပါတယ်ရေးလိုက်တဲ့ကိုကထိရောက်ဖို့နောက်ပြီး data တွေအများကြီးနဲ့အလုပ်လုပ်ရတဲ့အခါအဆင်ပြေနေဖို့ကအရေးကြီးလာတာလေ အဲ့ဒါကြောင့်မလို့ဒီနေ့ကအဲ့ဒီလိုအရေးသွေးပြေဝတဲ့ code ရေးနိုင်ဖို့အခြေခံကြတဲ့ data structures and algorithms သင်တန်းတစ်ခုအကြောင်းကိုအတူတူလေ့လာကြည့်ကြမှာပါ ဟုတ်ကဲ့ဒီသင်တန်းကဘာတွေအဓိကပြောထားလဲ developer တွေအတွက်ဘလို့အရေးပါလဲဆိုတော့ကြည့်ကြတာပေါ့ ဟုတ်ပြီဒါဆိုပထမဆုံး data structure ဆိုတာကဘာလဲ အဓိကကတော့ data တွေကိုဘလို့စနစ်တကျသိမ့်မလဲဆိုတာပါပဲ data တွေကိုအကျိုးရှိရှိစီမံခန့်ခွဲနိုင်မှုနီးလန့်နေပေါ့ data သိမ်းတဲ့နည်းလမ်းလေးဥပမာ array လို့မျိုးလား ဟုတ်တယ် array ဆိုရင် data တွေကိုအဆင့်လိုက်အကန့်လေးနဲ့သိမ်းတယ် index number နဲ့တန်းပြီးတော့လမ်းယူလို့ရတယ်အဲ့ဒါအားသာချက်ပေါ့ ဒါပေမဲ့အလဲမှာ data ထည့်ချင်ထုံချင်ရော အဲ့ဒီအခါကျရင်ကနောက်က data တွေကိုရွှေ့ပေးရတာဆိုတော့နည်းနဲ့အလုပ်ရှုနိုင်တယ်အဲ့ဒါသူအားနေချက်ပေါ့ tree ကြတော့ရော tree လို့ structure ကြတော့ဟိုတဲ့ parent child တဘောနဲ့အဆင့်ဆင့်သိမ်းတာရှားရဖွေရဘိုးလွယ်အောင် data ဆက်ဆက်မှုကိုအသားပေးပြီးသိမ်းတဲ့ပုံစံမျိုးပေါ့ ဟာဒါဆို data structure တစ်ခုချင်းစီမှာသူအားသာချက်အားနည်းချက်ရှိနေတာပဲဆိုတော့ဒါကအကောင်းဆုံးလို့တစ်ထစ်ချက်ပြောလို့မရဘူးပေါ့နော် အတိအကျပါပဲဟိုနာမည်ကြီး developer ကြီးအောင်ပြောသလိုပဲအချင်းတွေပေါ်မူတည်တယ် it depends ပေါ့ ဟုတ်တယ်ဟုတ် ကိုပြဿနာကပါလဲ data ကိုဘယ်လို access လုပ်ချင်တာလဲဘယ် operation ကိုခဏခဏလုပ်မှာလဲအဲ့ဒီပေါ်မူတည်ပြီးတော့တင့်တော်ရဲ့ structure ကိုရွေးတာဖို့ကအထီးကပဲ မှန်ကန်တဲ့ structure ရွေးနိုင်မှာပိုထိရောက်မှာပေါ့ ဟုတ်ပါတယ်ရန်တန်းရွေးတာထဆိုင်အညာကြီးกว่าတော့ပါပဲတမတ်ထားတဲ့အလုပ်တစ်ခုပြဿနာတစ်ခုကိုဖြေရှင်းဖို့လိုင်းနိုင်ရမယ်အစစ်အစင်လမ်းညွှန်ချက်တွေပါ လမ်းညွန်ချက်တီဥပမာဘယ်လိုမျိုးလဲ ဟိုကလေလက်ဖက်ရည်ဘယ်လိုဖြောင်းမလဲဆိုတာမျိုးပေါ့ရင်နှွေးကြုံမယ်ခွာတဲ့လက်ဖက်ထဲမယ်ရင်နှွေးလောင်းမယ်စသဖြင့်အစစ်တွေလေ ဟုတ်ပြီလက်ဖက်ရည်ဥပမာ ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက algorithm နဲ့ implementation ကြားကခြားနားချက်ချီသေးတယ် အဲ့ဒါလေးနည်းနည်းရှင်းပြပါအောင်ဆိုလိုတာကလက်ဖက်ရည်ဖြုံနဲ့ algorithm ကအတူတူပဲဒါပေမဲ့တကယ်လို့တဲ့အခါ implementation ကတယောက်ကလက်ဖက်ရည်ထုတ်သုံးတာနောက်တယောက်ကလက်ဖက်ချုပ်သုံးတာအဲ့လိုကွာကနုမျိုးလား မှန်ပါတယ် algorithm ကဘာလို့ရမယ်ဆိုတဲ့အစီအစဉ် concept ကိုပြောတာ implementation ကအဲ့ဒီအစီအစဉ်ကိုဘယ်လို code နဲ့အကောင့်အထည်ဖော်မလဲဆိုတာပါ ရှင်းသွားပြီ algorithm တစ်ခုကို implementation ပုံစံမျိုးစုံနဲ့ရေးလို့ရတာပေါ့ ဟုတ်ကဲ့ programming language မျိုးစုံနဲ့လည်းရေးနိုင်တယ်ဒီတင်ထဲမှာတော့အတုံးမြလေ data structures တွေဖြစ်တဲ့ arrays list stacks queues hash tables trees ပေါ့အထူးသဖြင့် binary search trees လို့ရှာရလွယ်တဲ့ဟာတွေ heaps sets တို့ဒါတွေပါမယ် algorithms အပိုင်းကတော့ဘာတွေပါမလဲ algorithms မှာတော့ search algorithms တွေပေါ့ linear search binary search လို့မျိုးနောက် sort algorithms တွေ bubble sort merge sort quick sort စတာတွေနောက်ပြီး recursion ဆိုတဲ့ဟာလည်းပါအောင်မယ် recursion ကကိုပြန်ခေါ်သုံးတဲ့ technique နော် big O notation ဆိုတာလည်းသင်ရတယ်ဆိုတော့အဲ့ဒါကတော့ဘာအတွက်သုံးဝင်တာလဲဟင် အဲ့ဒါရန်အရေးကြီးတယ် big O notation က algorithm တွေရဲ့စွမ်းဆောင်ရည် performance ကိုတိုင်းတာတဲ့နည်းလမ်းမှာ performance တိုင်းတာတာ ပေါ်မူမူဒီပဲဓမ္မရီတန်ကြကြနိုင်ရှင်ခံမလို့ရတယ် ဒါကြောင့်ခုနပြောတဲ့အခြေအနေပေါ်မူတည်တယ်ဆိုတဲ့ဆုံးဖြတ်ချက်ချတဲ့အခါ big O ကအများကြီးအထောက်အကူပြုမှာပေါ့ ဟုတ်ပါတယ်အဲဒီဆုံးဖြတ်ချက်အတွက်အရေးကြီးတဲ့အချက်လက်ပေးတာပေါ့ တင်တန်းရဲ့တင် जा ပို့ချတဲ့ပုံစံကတော့ဘယ်လိုမျိုးလဲ တင်တိုင်းအများစုကပုံစံတူတလောက်ပါတယ်အရင်ဆုံး theory ကိုရှင်းပြတယ်ပြီးရင်အဲ့ theory ကိုလက်တွေ့ကိုယ်နဲ့ဘယ်လိုရေးမလဲဆိုတဲ့ implementation ကိုပြတယ် ပြီးတော့ရော နောက်ဆုံးမှာတော့ JDK Java Development Kit လိုမျိုးလက်တွေ့သုံးနေတဲ့ library ဒီမှာဒီ structure ဒီ algorithm တွေကိုဘယ်လိုအသင်သုံးနိုင်အောင်ဖန်တီးပေးထားရဲဆိုတာကိုလေ့လာစေတယ် အဆင့်လိုက်တော့တာပေါ့ ဟုတ်ကဲ့အရေးကြီးဆုံးတစ်ခုကတော့သင်ခန်းစာတွေကိုအစင်လိုက်လေ့လာဖို့ပဲတစ်ခုနဲ့တစ်ခုကဆက်ဆက်နေတော့ရှေ့ကဟာကိုတေချာနားလည်မှာနောက်ကဟာကိုပိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါ ဟုတ်လို့တယ်ဥပမာ linked list ကိုကောင်းကောင်းနားမလည်ရင် step ကနည်းနည်းခေါင်းရှုပ်ပါနိုင်တယ်ပေါ့ အဲ့လိုမျိုးပေါ့ဟုတ်ပါတယ် advanced step ဖို့ software ပိုင်းပြင်ဆင်မှုကတော့ဘာတွေလိုအပ်မလဲ အဓိကအဖြစ်တော့ Java Development Kit ခေါ် JDK ပေါ့နောက်ပြီးကိုရေးဖို့ editor တစ်ခုခုဒီတင်တဲ့ရဲ့မြင့်မှာတော့ IntelliJ IDEA ကိုသုံးဖို့ညွှန်ထားပုံရတယ် ဟုတ်ကဲ့ JDK နဲ့ IntelliJ IDEA ဟုတ်တယ်ဒါတွေကိုကိုယ်စက်ထဲမှာ install လုပ်ထားဖို့လိုပါမယ်
ကိုသုံးတဲ့ operating system ပေါ်မူတည်ပြီး installation အဆင့်လေးတွေနည်းနည်းကွာနိုင်ပြီမယ်အရင်မြစ်ဒီမှာ OS အလိုက်လမ်းညွှန်ချက်တွေပါလိရှိပါတယ် install လုပ်ပြီးရင် install လုပ်ပြီးတော့ IntelliJ တွေကမှာကို install လုပ်ထားတဲ့ GDK ကိုမှန်မှန်ကန်ကန်ချိတ်ဆက် configure လုပ်ပေးဖို့လဲလိုပါလိမ့်မယ် ကောင်းပါပြီဒါဆိုဒီနေ့ဆွေးနွေးခဲ့တာဒီကိုအချင်းချုပ်ရရင် data structure ဆိုတာ data တွေကိုထိထိရောက်ရောက်စီမံခန့်ခွဲဖို့နီးလန်းဒီ ဟုတ်ကဲ့ algorithms တွေကပြဿနာတွေကိုဖြေရှင်းဖို့အဆင့်ဆင့်လမ်းညွှန်ဒီ မှန်ပါတယ် big O notation ကဒီနီးလန်းတွေရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာဖို့ကူညီတယ်ဆိုတော့ဒီတိပညာတွေက developer တယောက်ကိုပိုကောင်းတဲ့ပိုပြီးအတိုင်းတာကျကျစဉ်းစားပြီးဆုံးဖြတ်နိုင်တဲ့သူဖြစ်လာအောင်အခြေခံအုတ်မြစ်ချပေးတယ်လို့ပြောလို့ရမယ်ထင်ပါတယ် ဟုတ်ကဲ့မယ်တကယ်ကိုအရေးကြီးတဲ့အခြေခံတွေပါ အဆုံးသတ်အညီနဲ့နားခေါင်သူတွေကိုစဉ်းစားစရာလေးတစ်ခုလောက်ပေးခဲ့ချင်ပါလေ ဟုတ်ကဲ့အဲ့ဒါကတော့ algorithm တစ်ခုရဲ့လှုပ်ဆောင်ပုံအဆင့်ဆင့် steps ဆိုတဲ့သဘောတရားနဲ့အဲ့ဒီအဆင့်တွေကိုတကယ်ကိုအဖြစ်အကောင့်ထဲပေါ်ခြင်း implementation ဆိုတဲ့လက်တွေ့လှုပ်ဆောင်မှုခြားကခြားနာချက်ကိုကွဲကွဲပြားပြားသိမြင်နားလည်လိုက်ခြင်းကပေါ်လီနောက်မှ programming ပြဿနာအသက်တွေကိုချင်းကပ်တဲ့အခါကိုယ့်ရဲ့စဉ်းစားပုံနဲ့ဖြည့်ရှင်းပုံကိုဘယ်လိုများပြောင်းလဲသွားစေနိုင်မလဲဆိုတာလေးကိုစဉ်းစားကြည့်ဖို့ပါပဲ